ဒီနေ့မမကြီးကပစွန်ချက်နီလေးကိုမျှဝေပေးမှာပဲဖြစ်ပါတယ်မမကြီးတို့အိမ်မှာကလေဘာပဲချက်အဖွဲနှစ်ဖွဲကွဲပါတယ်ဒီနေ့လေပစွန်ချက်တဲ့အရာမှာအမျိုးသားနဲ့သမီးလေးကတော့ပစွန်အခွန်ထွားပြီးတော့မှပဲသူတို့ကစားပါတယ်အခွန်နဲ့ဆိုမစားပါဘူးကျမတို့နဲ့ကျတဲ့သူတွေကတော့အခွန်နဲ့ချက်တာပဲစားတယ်ပေါ့နော်အဲကြောင့်မလို့တဝက်စီကိုနှစ်မျိုးချက်ရပါတယ်ရှင်အရင်ဆုံးမမကြီးကစက်သွန်ဖြူနီထောင်းထားတာလေးကိုစီတက်ပြီးတော့ခင်းကျင်သီးလေးကိုအရင်ချက်ပေးလိုက်ပါတယ်နော်ခင်းကျင်သီးလေးတွေမကတ်သွားအောင်ခဏခဏမှွေပေးရပါတယ်ခင်းကျင်သီးလေးတွေကိုလိတ်သွားတဲ့အထိချက်ပေးပါမယ်နော်ခင်းကျင်သီးလေးတွေလိတ်သွားပြီဆိုရင်တော့စားဆွေးနှင်းချုံမုံနေထားတဲ့ပစွန်ထည့်ပြီးတော့ချက်လိုက်ပါတယ်ရှင်ပစွန်လေးကိုလုံးပေးလိုက်တယ်နော်ပစွန်ကလုံးနေရင်လည်းသူကရေတွေထွက်တယ်ပေါ့နော်အဲ့တော့မမကြီးကရေထပ်မထည့်တော့ပါဘူးရှင်သူ့ရေလေးနဲ့ပဲသူချက်ပေးရပေါ့နော်အချုံငံလေးကိုတော့ကိုယ်စိတ်ကြိုက်လေးပြင်ဆင်လိုက်ပါတယ်ပြီးရင်ပစွန်ကိုစီပြန်နဲ့ထိချက်လိုက်မယ်နော်ပစွန်လေးကစီလဲပြန်လာပြီဆိုလို့ရှိရင်အရသာလေးကလည်း okay ပြီဆိုလို့ရှိရင်တော့မမကြီးကငုတ်သီးစိမ့်နဲ့နည်းနည်းလေးအုပ်လိုက်ပါတယ်ရှင်ပြီးရင်တော့ခဏလေးမှွေပြီးတော့ခဏလေးထပ်တယ်ပြီးထားလိုက်ပါတယ်အခုဆိုရင်ပစွန်လေးကစီပြန်လာပြီးတော့ပစွန်ဟင်းလေးရသွားပါပြီရှင်အနှစ်ကလေးရအစားတဲ့အရသာအရန်ရှိတာပဲတဲ့အိမ်ရသူတွေကပြောကြရင်တော့စားကောင်းမှာပေါ့မမကြီးကစေတနာအပြည့်နဲ့ချက်ပေးထားတာကိုဘာဟင်းမဲ့ချက်စေတနာထားပြီးချက်အရန်စားကောင်းပါတယ်နော်